ပြဲဒီတော့ပြဲဒီမှာအုပ်ချောင်းလေးပြအကြောင်းတော်လေးပေါ့ကဏ္ဍကုတိပေါ့ဘုရားကဏ္ဍကုတိလို့ပေါ့ဒီနေရာလေးအိုးကအကြောင်းတော်လေးတန်ဃာတော်လေးနေတာပေါ့မြတ်စွာဘုရားဒီမှာတရင်သုံးတဲ့ခါကျနန္ဒီယတရေသာမြတ်စွာဘုရားကိုကြောင်းဆောက်လို့လူတန်းတာနန္ဒီယတရေဆောက်လို့လူတန်းတဲ့အတွက်ကြောင့်နန္ဒီယကျောင်းတော်လို့ခေါ်တာအခုကနေရာပဲကြံတော့တာပေါ့သူရဲ့ဇနီးကရေဝတီလေးတိတာရေဝတီကြောက်ဘူးတယ်မလားမြတ်စွာဘုရားနဲ့တန်ဃာတော်တွေတိုင်းပြေးလို့ရှိရင်သူမျိုးလုံးပြပြတာနဲ့စာထုတ်ပြတာဒီကတော့နဲ့ပေါ့ရွက်ဆောင်ပြတာပေါ့မကျင်းတဲ့ဘူးပေါ့အနန္ဒီယတရေသာတော့သာသနာတော်တားကြည့်လို့လားသူရဲ့ကုသိုလ်ဟောဘယ်လောက်တိအောင်ဒီမှာလဲဆိုရင်ဒီကျောင်းဆောက်လို့ရတာတော့လူကမသေးသေးဘူးတိတာနှစ်ပြေမှာဘုံဝိမှန်ပေါက်တယ်နန္ဒီယတရေသာလေတဘိုးရမိုက်တဲ့ဝဲရဒီမှာမောက်ကလည်းလက်ပြေသွားတဲ့အခါကျတော့အမှဘုံမိမကြီးသွားပြီလားအမှဘုံပပရင်းနာတော့တွေ့တဲ့အခါကျသူ့ဇာတ်လမ်းကြီးမှာအမှနဲ့သမီးရရှိတယ်အဲဘိမိုက်ရှိမှနဲ့သမီးလေးရလမ်းလျှောက်တယ်အဲ့ဒါဒီမှာမောက်ကလည်းအဲ့ဒါဘူးဘုံမိမလည်းဒီတဲ့အခါကျတော့သမီးရအဲ့ဒါရှင်ပြတို့ဗာရင်ဒီတို့ကနန္ဒီရတေသာဘိတော်မောဗျာတဲ့ဟုတ်လားဘောနော်နန္ဒီရတေသာရှိသေးတယ်ပြောရှိသေးတယ်ကြားတယ်အဲရှင်မောက်ကလည်းလူပြည်ပြန်ဆင်းလာအောင်းဝါပြည့်နောက်တော့ဘုံမိမ